အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပေးရနေပြီပြန်လဲကြိုးစိုးပါရဗျဒီနေ့မှာတော့ကျွန်တော်တို့မန်းလေးကြောက်ဝိုင်းထဲမှာတနေ့တာလှုပ်ရှားသွားလာလောက်ကန်ရောင်းဝယ်စားတောက်နေကြတဲ့အကြောင်းလေးကိုတင်ပြပေးရပေးချင်တာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့စောင်းတွင်းမနက်ခင်းစောစော6:20လောက်မှာအိမ်ကနေကြောက်ဝိုင်းကိုနေတိုင်းသွားတယ်ပေါ့ဗျာကိုယ့်ရဲ့အမြင်နဲ့လက်ရှိဈေးကွက်နဲ့ကိုက်မဲ့ကြောက်လေးများရမလားဆိုပြီးမျှော်လင့်ချက်လေးနဲ့ပေါ့ကြောက်ဝိုင်းကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဆိုင်ကယ်စနစ်မှာဆိုင်ကယ်အပ်ပြီးတော့ခင်းဝိုင်းစပတ်ပါတယ်ခင်းဝိုင်းပတ်တယ်ဆိုတာဘာလဲလို့မေးနေတဲ့သူတွေကိုလည်းတခါတည်းပြောပြရမယ်ဆိုရင်ကျွန်တော်တို့ကြောက်ကုန်တဲ့ကြီးတွေရဲ့ကြောက်တွေကိုပွဲစားယူပြီးအခုလိုခင်းချင်းပြတ်ရောင်းချပေးနေတဲ့နေရာကိုခင်းဝိုင်းလို့ခေါ်ပါတယ်ကြောက်တလုံးကိုကျွန်တော်တို့ရောင်းသူဝယ်သူခင်းဝိုင်းမှာပွဲတက်ရင်တော့ကျွန်တော်တို့ဝယ်သူဘက်ကနေပွဲက900ခိုင်နှုန်းပေးရပါတယ်ခင်းဝိုင်းမှာရောင်းနေတဲ့ပွဲစားတွေကတော့ကျွန်တော်တို့9သိန်းလောက်တန်တဲ့ကြောက်ကို90ပဲခေါ်900ပဲခေါ်9000ပဲခေါ်သူတို့မှာခေါ်ပိုင်းခင်းရှိပါတယ်ဝယ်သူဘက်ကလည်းကျွန်တော်တို့သူဘလောက်ပဲခေါ်ကိုမြင်တလောက်ကိုနိုင်တလောက်ကိုပေးလို့ရပါတယ်ဒါဟုတ်ဟာကွာမင်းတို့ပွဲစားတွေရဲ့ဈေးခေါ်တာများလိုက်တာကွာဆိုပြီးအပြစ်ပြောမနေပါနဲ့တကယ်တော့ခင်းဝိုင်းမှာခင်းရောက်နေတဲ့ကြောက်ပွဲသားတွေဆိုတာကဘာနဲ့တူလဲဆိုတော့အမှန်တော့မင်းနှုံးမင်းနဲ့တူတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့မင်းနှုံးမင်းမိန်းမများတာကိုပဲလူတွေကအပြစ်ပြောနေကြတာတကယ်တော့အော်သူအပင်ပန်းခံနိုင်မှာလားဆိုတော့ကျွန်တော်ဘယ်သူမှအတိမပြုကြဘူးဒီလိုပါပဲကျွန်တော်တို့ခင်းဝိုင်းမှာခင်းနေတဲ့ကြောက်ပွဲသားတွေဆိုတာကကျွန်တော်တို့မနက်9နာရီလောက်မှာအိယာထအေးချမ်းချမ်းနဲ့သူတို့ရဲ့ကြောက်တွေကိုလူတကာကြည့်ပြီးတော့ချွဲတယ်ကျဲတယ်အနာများတယ်မကောင်းဘူးကောင်းတယ်ဆိုပြီးတော့ဝေဖန်ပိုင်ခွင့်ကိုကျွန်တော်အပြည့်ဝပေးပြီးလူတကာကိုအလကားကြည့်လို့ရအောင်စေတနာနဲ့ခင်းချင်းပြသပေးထားတာကြတော့ဘယ်သူမှကျေးဇူးမတင်ကြဘူးဈေးခေါ်တာများတာကိုပဲအပြစ်ပြုံးမနေနဲ့ဟုတ်ကြောက်ကိုလည်းတစ်ချက်ရှိုးလိုက်အောင်ပဝရီလှတယ်ဆိုတာကအမှန်တော့မင်းကူးသားပသိမ်သူကိုမမြင်ဘူးလို့အယူထပြီးပြောခဲ့မိတဲ့စကားပါကျွန်တော်တို့ကြောက်ကလည်းရပြီဘိုက်ကလည်းစာပြီဆိုတော့ကျွန်တော်တို့မနက်စာကိုကျွန်တော်39လမ်းပေါ်ကရွှေတချောင်းအရှိဘက်ကစံဆိုတဲ့လက်ဖေးဆိုင်ကိုမနက်စာသွားစားမှာပဲဖြစ်ပါတယ်ဗျဆိုင်ကဝန်ထမ်းကောင်မလေးတွေကလည်းသဘောကောင်းချက်လူမြင်တာနဲ့တန်းပြုံပြတော့တာပဲအဲ့ဒါကိုကျွန်တော်ကိုလှမ်းကြည့်နေတဲ့ခင်ဝင်းကစိတ်ဆိုးပြီးဖုံးပိတ်သွားလို့ညကကျွန်တော်တို့အိမ်ထိလိုက်ချော်လိုက်ရပါသေးတယ်ဒီဆိုင်မှာအေးအေးဆေးဆေးနဲ့ကျွန်တော်စားရင်တောင်းရင်နဲ့စကားပြောလို့ရအောင်အဲကွန်ကန်းမှာထည့်ပေးထားပါသေးတယ်အဲကွန်ကလည်းဘာအေးသလဲမမေးနဲ့ကျွန်တော်တို့မီးမလာလဲပလက်ပေါက်ထိုးထားရင်တောင်မှကျွန်တော်ဓာတ်ဘူးတွေကရည်နှွေးပါကိုခဲတယ်မနေ့ကတော့ကျွန်တော်တတိယလို့ကီးမားလေးမှားစားခဲ့ပါသေးတယ်အကျော်ဆရာကလည်းကျွန်တော်တို့လာစာမြန်ကြိုထုတ်ထားသလားမသိဘူးမြန်မာငွေထောင်ပိုင်းလောက်ပေးရင်လောက်နဲ့ကျွန်တော်အိမ်ခေါင်မိုးလောက်ရှိတဲ့ကီးမားကိုကျွန်တော်စိတ်အုပ်ပါမောင်းပြီးထည့်ပြီးကြော်ထားသလားမသိဘူးအနက်ကလည်းမှုေးပြီးတော့ချင်းစက်လေးကြော်ထားမှတော့ကျွန်တော်စီလုံးလေးတစ်ခွက်ကလည်းပါမကိုဖြစ်တော့မှာလေဒီကနေ့မှတော့ကျွန်တော်အတိတ်အကြောင်းကိုစိတ်မကောင်းလို့ဆိုပြီးကျွန်တော်စိတ်ထောင်းလေးပြောင်းစားခဲ့ပါသေးတယ်ဒီဆိုင်မှာကျွန်တော်မြန်မာငွေထောင်ပိုင်းပေးရုံတော့နဲ့စားလို့ရတဲ့အစားအစာအများကြီးထဲမှာကျွန်တော်ဒီစိတ်ထောင်းထမင်းကိုအကြိုက်ဆုံးပါပဲဆိုင်ရှင်ကလည်းသဘောကောင်းကြပြစိတ်ကိုဂျိုးပါထည့်ထောင်းထားသလားမသိဘူးကျွန်တော်လိုဟင်းစားကြည့်တဲ့သူတောင်မှစားလို့မကုန်ဘူးအယောင်အရသာတန်ရှင်းမှုအတွက်ကလည်းဘာမှကိုပြောစရာမလိုပါဘူးဒီဆိုင်ကဝန်ထမ်းတွေကတော့ကျွန်တော်တို့လိုအပ်တာရှိရင်လည်းစိတ်တန်းကြပြန်လဲပြုပြင်ပေးပါတယ်ဒီဆိုင်ရဲ့နောက်ထပ်တစ်ခုအားသာချက်ကတော့ကျွန်တော်တို့ဝက်ပင်စိမ်းထမင်းကြော်ပေါ့ဗျာမေမျိုးကထွက်တဲ့ပင်စိမ်းလေးကိုကျွန်တော်တောင်ကြီးကလာတဲ့ငရုတ်သီးမှဲ့လေးနဲ့ပူပူနွေးနွေးကြော်ပြီးတော့ဖြာပုံကလာတဲ့ငရုတ်ကောင်းဟင်းရည်လေးနဲ့ကျွန်တော်တထုံကလာတဲ့ကြက်ဥတစ်လုံးကိုအပေါ်ကဖုံးပြီးကြော်ထားပုံကလည်းကျွန်တော်ကြည့်လိုက်တာနဲ့စားလို့ကောင်းပြီးခရင်းရှင်းမယ်ဆိုတာသိနိုင်ပါတယ်ဒီဆိုင်ရဲ့ကျွန်တော်နောက်ထပ်အားသာချက်တစ်ခုကတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့အေးရောင်မှာရှိတဲ့ဆိုင်ဖြစ်တဲ့အတွက်ယတနာလောက်ကန်နေတဲ့ညီကိုများအတွက်ကျွန်တော်အလောက်ကန်ရောင်းဝယ်စကားပြောတဲ့နေရာမှာအလွန်အကျိုးသက်ရောက်မှုအားကောင်းပါတယ်နောက်တစ်ခုကျွန်တော်ဒီဆိုင်ရဲ့အရေးကြီးတဲ့အချက်တစ်ချက်ကတော့ကျွန်တော် တွိုင်းလက်ကကြေကြေဝန်းဝန်းနဲ့တန်တန်ရှင်းရှင်းကိုရှိပါတယ်ဗျကဲ9နာရီရထိုးပြီဆိုတော့ကျွန်တော်တို့ပကံတိုက်ထဲကနေပြီးတော့အပွင့်ကောက်တဲ့တစ်ခုကိုသွားပါတော့မယ်ဒါကတော့ကျွန်တော်ရဲ့တင်နန်းသားတစ်ချို့နဲ့လုပ်ဖို့ကိုင်းပတ်ညီကိုတွေပေါ့ဗျာကျွန်တော်တို့ဒီမှာ9နာရီကနေပြီးတော့12နာရီအထိကိုကြောက်စိမ်းအရေးဘော်ဒီချွန်ခုံအပွင့်တစ်ဆဖြတ်သားခဲအားလုံးကိုဒီမှာဝယ်လေးရှိပါတယ်ကျွန်တော်တို့တနာရီလောက်ဆိုရင်တော့ဒါအိမ်ပြန်လေးရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်